အားလုံးပဲမင်္ဂလာပါရှင်။စန်ဂျယ်ဝက်မိုင်ဖူဘာမာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့စီစဉ်လေးကိုခရစ်စတန်ကနေပြီးတော့တင်ဆက်ပေးသွားမှာပါ။ဒီဘက်မှာတော့နိုင်ငံရေးနဲ့တဘာဝပတ်ဝန်းကျင်ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြသချင်ပါတယ်။ကမ္ဘာနိုင်ငံရေးကတဘာဝပတ်ဝန်းကျင်နဲ့ခွဲထားလို့မရပါဘူး။တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းခြင်းဆိုတဲ့စကားကိုကြားရတဲ့လူများစုရဲ့စိတ်ထဲမှာကျေပြန့်တဲ့နယ်ပယ်တစ်ခုကြီးကျယ်တဲ့ကိစ္စတစ်ခုဆိုပြီးတော့သတ်မှတ်ကြပါတယ်။အဲ့လိုပဲစကားဝိုင်းတွေမှာနိုင်ငံရေးဆိုတဲ့စကားလုံးပါလာတဲ့အခါမှာလူတွေအတွက်အငြင်းပွားစရာစကားနိုင်လူစရာထိလွယ်ရှလွယ်တဲ့ခေါင်းစဉ်တစ်ခုဆိုပြီးတော့လည်းမြင်တတ်ကြပါတယ်။ဒီတဘာဝပတ်ဝန်းကျင်နဲ့နိုင်ငံရေးဆိုတဲ့စကားလုံးတစ်ခုကြားမှာလက်ခွဲပြုထားလို့မရတဲ့ဆက်ဆံမှုတစ်ခုရှိနေပါတယ်။အဲ့ဆက်ဆံမှုကကမ္ဘာပေါ်ကဇီဝမျိုးစုံမျိုးကွဲတွေရာသီဥတုပြောင်းလဲမှုတွေပေါ်မှာကြီးမားတဲ့တရားမှုတွေရှိနေပါတယ်။2025ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကနေပြီးတော့စက်ကူပိုက်တွေအသုံးပြုခြင်းကိုရပ်ပြီးတော့ပလတ်စတစ်ပိုက်တွေကိုပဲဆက်သုံးကြမယ်ဆိုပြီးတော့ထုတ်ပြန်ခဲ့ပါတယ်။ဒီစက်ကူပိုက်တွေကတောက်နေနေပြော့လာတာပေးသွားတာတွေကြောင့်အလုံးမဖြစ်ဘူးလို့ဆိုပြီးတော့သူကပြောခဲ့ပါတယ်။နောက်ပြီးတော့လေ့လာတွေ့ရှိချက်တွေအရစက်ကူပိုက်တွေမှာရသက်ပန်ဓာတုပစ္စည်းလို့ခေါ်တဲ့ power and polyfluoroalkyl substances အတူကောက်အနေနဲ့ဆိုရင်တော့ PF ဆိုပြီးတော့ခေါ်ပါတယ်။အဲ့ဒီရသက်ပန်ဓာတုပစ္စည်းပါနေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီ plastic pipe တွေထပ်ပို့ပြီးတော့ဆိုးတယ်ဆိုပြီးတော့သူရဲ့ထုတ်ပြန်ချက်တွေမှာထည့်ပြောခဲ့ပါတယ်။ဒီထုတ်ပြန်မှုကအရင်သမ္မတဂျိုးဘိုင်ဒန်လက်ထက်တုန်းကချမှတ်ခဲ့တဲ့2029မှာအစားတောင်းနဲ့စားတောက်ကုန်ထုတ်ပိုးမှုတွေရနေပြီးတော့ plastic အသုံးပြုခြင်းကိုလုံးဝလျှော့ချမယ်ဆိုတဲ့ policy ကိုတန်ပြန်လိုက်တာပါပဲ။ကမ္ဘာပေါ်မှာနှစ်စဉ်ခန့်မှန်းခြေတန်ချိန်တန်ပေါင်း380သော plastic တွေကိုထုတ်လုပ်နေပြီးတော့အဲ့ဒီနေရာမှာ23တန်းလောက်ကပတ်ဝန်းကျင်တွေကိုတနည်းမဟုတ်တနည်းနဲ့ပြန်ရောက်သွားပါတယ်။အပြင်ခန့်မှန်းခြေအများဆုံး12.8တန်းလောက်အထိရာသမုဒ္ဒရာတွေကိုနှစ်စဉ်ရောက်သွားပါတယ်။နှစ်စဉ်ဒီထုတ်လုပ်နေတဲ့ plastic တွေကတန်ချိန်43တန်းလောက်ကစားသောက်လုပ်ငန်းတွေကနေလာတဲ့တစ်ခါသုံး plastic တွေပဲဖြစ်ပါတယ်။ဒီစက်ကူပိုက်တန်ပိုက်ဝါးနဲ့ပြုလုပ်ထားတဲ့ပိုက်တွေကိုထုတ်လုပ်တဲ့အချိန်မှာကာဗွန်ထုတ်လွှတ်မှုများတယ်ဆိုပြီးတော့ပြောကြပါတယ်။ဒါပေမဲ့ plastic ပိုက်တွေကနေဖြစ်သွားတဲ့ micro plastic တွေကရေနေဇီဝမျိုးစုံမျိုးကွဲတွေပို့ပြီးတော့ထိခိုက်စေပါတယ်။ဥပမာလိမ့်လိုအကောင်မျိုးရဲ့နှာခေါင်းလိုနေရာမျိုးကိုတွားပြီးတော့ပိတ်စေနိုင်တယ်ပေါ့နော်။အဲ့လိုပိတ်ခြင်းရနေပြီးတော့သူတို့ရဲ့အသက်အန္တရာယ်ကိုလည်းတွားပြီးတော့ထိခိုက်စေနိုင်ပါတယ်။အဲကြောင့်မို့လို့ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုကနေချမှတ်လိုက်တဲ့ policy ကသူရဲ့တက်ရောက်မှုကတဖြည်းဖြည်းနဲ့ဇီဝမျိုးစုံမျိုးကွဲတွေပုံကြားရောက်လာနိုင်ပါတယ်။အဲ့ဒါအပြင်သမ္မတဒေါ်နယ်ထရမ့်ကပါရီသဘောတူညီမှုကနေထွက်ဖို့အတွက်2019မှာတစ်ချိန်2025မှာတစ်ချိန်ကြိုးစားခဲ့ပါတယ်။ကျမတို့မိုင်ဖူဘာမာကနေပြီးတော့အရင်နှစ်ကပါရီသဘောတူညီမှုဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတဲ့အကြောင်းရေးသားထားရှိပါတယ်။ဖတ်ရှုခြင်းနဲ့ဆိုရင်တော့မိုင်ဖူဘာမာရဲ့ Facebook page မှာသွားပြီးတော့ဖတ်လို့ရပါတယ်။တခြားနိုင်ငံတွေကပါရီသဘောတူညီမှုမှာဆက်ပြီးတော့ရှိနေပေမဲ့လို့ဒီပါရီသဘောတူညီမှုကနေ US တက်သွားခြင်းကကမ္ဘာလုံးဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးမြှင့်တင်ချက်တွေပြည့်မီမှုအတွက်ပိုပြီးတော့ခက်ခဲစေပါတယ်။ဒါဆိုရင်ခရစ်စတန်ဆက်ပြီးတော့ COP30 ကြောင်းပြပြသွားပါမယ်။ COP30 ဆိုတာကကြတော့ကမ္ဘာရာသီဥတုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကမ္ဘာနိုင်ငံကြီးတွေပြည်ဆောင်ဆွေးနွေးကြတဲ့ထိပ်သီးညီလာခံ Conference of Parties နှစ်30ပြည့်ကိုအတူကောက်ပြောထားတာပဲဖြစ်ပါတယ်။ဒီလိုနှစ်30ပြည့်ထိပ်သီးညီလာခံကိုဘရာဇီးနိုင်ငံမှာကျင်းပခဲ့ပြီးတော့တက်ရောက်မဲ့သူအယောက်9000ခန့်လာမယ်ဆိုပြီးတော့ခန့်မှန်းတာဖြစ်တဲ့အတွက်သူတို့ရဲ့မြို့တွေကလက်ပတ်ဆက်သွယ်ရေးပို့ပြီးတော့အဆင်ပြေအောင်ဆိုပြီးတော့အမေဇုံတောကိုဖြတ်ပြီးတော့ highway လမ်းကြောင်းဖောက်ဖို့အတွက်တစ်ပင်တွေခုတ်လဲခဲ့တယ်ပေါ့နော်ဒါကဒီအမေဇုံတောတွေကဇီဝမျိုးစုံမျိုးကွဲတွေအတွက်စကြက်မြေဆုံးရှုံးတာတွေလမ်းပေါက်လောက်ခြင်းရနေပြီးတော့ဆူညံတန်တွေဖြစ်ပေါ်လာတဲ့ကြောင့်မို့လို့ဇီဝမျိုးစုံမျိုးကွဲတွေနေရာပြောင်းရွှေ့ရခြင်းတွေဖြစ်လာနိုင်ပါတယ်ခုနကပြောခဲ့တာတွေကတော့နိုင်ငံရေးကြောင့်ဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့အကြောင်းအရာတွေပေါ့နော်ဒါဆိုရင်ကောင်းတာတွေရောရှိသေးလားနိုင်ငံရေးကြောင့်ဖြစ်လာတဲ့ကောင်းမွန်တဲ့အရွေးတွေလည်းရှိပါသေးတယ်ပြီးရင် Charles ကတပတ်မှာ2ရက်ကိုအသားလုံးဝမစားတဲ့အပြင်တနင်္လာနေ့တိုင်းမှာနှုတ်နဲ့နှုတ်ထက်ပစ္စည်းတွေလုံးဝမစားဘူးလို့သူကပြောခဲ့ပါတယ်ဒီလိုမျိုးအသားနဲ့နှုတ်ထက်ပစ္စည်းတွေချော့ချစားသုံးခြင်းဟာတဘာဝပတ်ဝန်းကျင်ပေါ်မှာတက်ရောက်နေတဲ့ဖိအားတွေလျော့သွားစေတယ်ဆိုပြီးတော့သူကယူဆတဲ့အကြောင်းလည်းပြောခဲ့ပါတယ်ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ UK မှာ
အသားစားသုံးသူဦးရေက19ရာခိုင်နှုန်းထိကျဆင်းခဲ့ပါတယ်။ဒီလိုမျိုးအသားကိုလျှော့စားခြင်းဟာနေကာဗွန်ထုတ်လွှတ်မှုတွေလျှော့ချနိုင်ပြီးတော့တိရစ္ဆာန်အစာအတွက်မီနီယာအသုံးပြုဖို့အတွက်တစ်တော်တွေပြုံးတိခြင်းဟာလည်းကာကွယ်နိုင်မှာဖြစ်ပါတယ်။ကောင်းဆိုးတွန်တွဲနေတဲ့လောကကြီးမှာကောင်းနေကြီးပဲမလုပ်နိုင်သေးဘူးဆိုရင်တော့မှအစိုးရလုံးမနေတာကိုအတက်နိုင်ဆုံးလျှော့ချနိုင်ဖို့အရေးကြီးပါတယ်။ရင်းနှီးသတ္တဝါတွေကိုထိခိုက်စေတဲ့ပလတ်စတစ်ပိုက်တွေအစားစက်ကူပိုက်တွေပြန်သုံးပြုလို့ရတဲ့သတ္တုပိုက်တွေကိုပြောင်းပြီးတော့သုံးနိုင်သေးဘူးဆိုရင်တော့မှတစ်ခါသုံးပလတ်စတစ်တွေကိုအသုံးပြုဖို့အတွက်ကိုရင်းစုံပြီးတော့အသုံးပြုတဲ့အချိန်ကြီးကိုလျှော့ချနိုင်ပါတယ်။ဒါပေမဲ့စက်ကူပိုက်တွေကလည်းပလတ်စတစ်တွေနီးတူပဲသူကကာဗွန်ထုတ်လွှတ်မှုအတိုင်းအတာတစ်ခုတည်းရှိရတဲ့ကြောင့်မို့လို့ဖြစ်နိုင်မယ်ဆိုရင်တော့ပိုက်တွေကိုလုံးဝမသုံးဘဲနဲ့ရင်းစင်နိုင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။ကာဗွန်ထုတ်လွှတ်မှုများတဲ့အသားနဲ့နှုတ်ထွက်ပစ္စည်းတွေကိုလုံးဝရှောင်မှုအတွက်မဖြစ်နိုင်တဲ့အခါမျိုးမှာဘယင်ချောင်းဆိုမျိုးပဲသူ့ရဲ့လိုက်ပေါ်တော့အသားစားသုံးတာကိုချော့ချကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့နိုင်ငံရေးဆိုင်ရာ policy တစ်ခုဆုံးဖြတ်ချက်တစ်ခုကနေပြီးတော့တဘာဝပတ်ဝန်းကျင်နဲ့ဇီဝမျိုးစုံမျိုးကွဲတဲ့ကိုကြီးမားတဲ့တရားမှုတွေဘယ်လိုရှိနေလဲဆိုတာကိုခရစ်စတန်ကပြပြပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလိုပြပြပေးခဲ့တဲ့ပုံမှာဆက်ဆက်စဉ်းစားမိပြီးတော့ကိုယ့်ရဲ့တင်းငယ်တဲ့ခြေလှမ်းတွေကနေအရွေးတစ်ခုကိုယ်တိုင်စနိုင်မှုအတွက်ကိုMindful Farmer team ကနေပြီးတော့တိုက်တွန်းလိုက်ပါတယ်နော်။ Sandwich with Mindful Farmer ကတော့စာဖတ်ဖို့ချိန်များတဲ့သူတွေအတွက်ကိုအပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစီစဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။နောက်ပတ်တွေမှာလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်ပြီးတော့နားဆင်ပေးကြပါဦးနော်။နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။